အင်္ဂလိပ်လို loud speaker မြန်မာလို loud speaker တွေ special ဖွင့်တဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တိုင်းနဲ့ရင်းနှီးပြီးသားပေါ့နော်ငကိုတော့ကတော့လော်ကြီးတွေနဲ့အခုကစောင်းပေါက်တွေခေတ်စားတော့စောင်းပေါက်နဲ့ဖွင့်တဲ့ကောင်ဖွဲ့နောက်တစ်ခါတလေဟိုအလူခံတဲ့နေရာမှာဒီဘက်က raw the chin ဖွင့်တဲ့ကောင်လည်းဖွင့်အကောက်ပြတာတကယ်ဖွင့်တာနော်ကျွန်တော်နားနဲ့ကိုယ်တိုင်ကြားဘူးတယ်ဆိုတော့အဲ့ဒီဟာတွေကိုပေါ့နော်ကျွန်တော်မေးမြန်းထားတာလေးပါခဏလေး2မိနစ်ပဲရှိတယ်အတန်မစဲမဟာပဋ္ဌာန်းယူဟိုရက်ကွက်တရွက်ကလုံးစုညံအောင်ဟိုရွတ်ဖတ်တဲ့ဆရာကြီးတွေ့ပါရဲ့ရှင်များဒါဖျားလက်ထက်မှာရှိပါသလားရှင်များပြီးတော့ဒါအဆက်ရလားမသိဘူးရှင်များဖျားလက်ထက်မှာတော့ဘလို့ထင်ဘလို့ထင် loud speaker တွေတော့မရှိဘူးเนาะ box တွေမရှိဘူးပေါ့ဗုဒ္ဓဝါဒကတော့ကျွန်တော်တိတ်ဆိတ်နေတဲ့တာကိုမြတ်စွာဘုရားလိုလားပါနော်တုံညာကားတွေတထာဂတာအဘိဓမ္မန္တိတဲ့ဘုရားရှင်ကတိတ်ဆိတ်တာကိုငြိမ်သက်တာကိုကြိုက်တယ်နှစ်သက်တယ်ဆုညံတာကိုတော့မကြိုက်ဘူးပေါ့နော်ဘုရားကအဲကြောင့်မြတ်စွာဘုရားလက်ထက်တုန်းကတန်ဃာတော်တွေယာနဲ့ထောင်နဲ့ရှိပေမဲ့ငြိမ်နေအကြောင်းလိုက်တရားလေတိတ်ဆိတ်နေကြတယ်အဲကြောင့်ဘုရားရှင်ကတိတ်ဆိတ်တာကိုကြိုက်တယ်ဟိုတိတ်ထိတွေဘာသာကြားတွေတောင်မှမြတ်စွာဘုရားရဲ့အကြိုက်ကိုသိတယ်ဥစ္စာကဗုဒ္ဓဘာသာတွေရဲ့ဉာဏ်ပြင်းချက်ပေါ်တာမြတ်စွာဘုရားရှင်ကတခါတရံဆုံးခံကြွလို့ရှိရင်အချိန်နေနဲ့ပို့တယ်စောနေတာပေါ့နော်ဆုံးခံကြွတဲ့ခါနည်းနည်းလေးအချိန်စောလဲလို့ရှိရင်မြတ်စွာဘုရားဘာသာကြားအကြောင်းတွေဝင်တယ်ဘုရားကတိတ်ထိအကြောင်းတွေကိုဝင်ပြီးတော့တရားသွားဆွေးနေတာဘုရားနော်အဲ့တော့ဘာသာကြားတွေကစူးညံ့တယ်သူတို့တွေကလေတယောက်နဲ့တယောက်အော်ဟေးစူးညံ့နေတော့မြတ်စွာဘုရားကအဝေးရမြင်တယ်ဟာဂေါတမလာပြီးတိတ်ကြဂေါတမကြီးကတိတ်စိတ်တာကိုကြိုက်တယ်သူတိတ်တိတွေတောင်မှဘုရားအကြိုက်ကိုတိတယ်နော်ဘာသာကြားတွေတောင်မှဘုရားအကြိုက်ကိုတိတယ်အဲ့တော့ဘုရားလာပြီးဆိုရင်တိတ်တိကြောင့်လည်းကိုငြိမ့်တက်တယ်ဘုရားအကြိုက်နေပေးကြတိတ်တိတွေကအဲ့တော့ဥစဉ်လို့ဗုဒ္ဓဘာသာတွေဘာလို့မနေကြတာလဲပေါ့နော်အဲ့တော့တိတ်စိတ်ငြိမ်သက်မှုဟာဘုရားကြိုက်တယ်ပဋ္ဌာန်းပူဇော်တာကောင်းပါတယ်ဥစဉ်လို့ဒါပေမဲ့ဘေးပတ်ဝန်းကျင်နောက်ချက်ဖြစ်အောင်မဟုတ်ဘဲနဲ့တောင်ယုံအတန်တစ်ခုပေါ့နော်ဟိုမိုက်နဲ့ဆိုကျင်တယ်ဆိုရင်လည်းမိုက်ကိုအရန်ကြက်ကြဲမဟုတ်ဘဲနဲ့တာယောင်ငိမ့်ညောင်းတာယာဖွဲအတန်မျိုးပေါ့နော်ဥစဉ်လို့သတိလင်္ကာတို့ထိုင်းတို့လည်းတော်တော်များများရောက်ပါတယ်အဲ့ဒီနိုင်ငံတွေမှာလည်းဒီဘာသာရေးဆိုင်ရာတခြင်းတွေမဖွင့်ဘူးလားဆိုဖွင့်တယ်ဒါပေမဲ့စူညံနဲ့မဆိုင်တဲ့အတန်တွေလည်းမဟုတ်ဘူးပေါ့နော်တာယာနာပြောပွဲဖြစ်တယ်ဘာသာကြားပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဒီအတန်လေးကိုကြားလိုက်မယ်ဆိုတာယာငိမ့်ညောင်းတယ်ပေါ့အေးချမ်းမှုရတ္တကိုခံစားရတဲ့အတန်မျိုးတွေလောက်ပဲဖွင့်တယ်ပြီးအကျဉ်းကြီးမဟုတ်စူးစူးညံ့ညံ့မဟုတ်အဓိကကျုပ်တန်စင်တို့တချင်းတို့ဘလို့တိုက်မျိုးပဲဖြစ်ပေါ့နော်သူ့ရဲ့မုနဲ့သူ့ရဲ့တုံးနဲ့သူ့ရဲ့ကာလာနဲ့သူ့သွားမဲ့ flow လမ်းကြောင်းကသူကသူရှိ EDM ဆိုရင်ဟိုဒုံနဲ့သွားတယ်ဗျာ pop တို့ဘာလို့ဆိုရင်သူကသူချိုလေးတွေသွားတယ်လေကျွန်တော်တရားလဲအဲ့ဒီအတိုင်းမသိလားအဲ့ဒါကိုပြဿနာဘာဖြစ်လဲဆိုတော့အဲ့ဖွင့်တဲ့ကောင်တွေကသူတို့ရဲ့စက်ကိုသူတို့ကကြွားခြင်းတော့အဲ့အတကုံနေစွတ်တင်နေမှာဂိမ်းနေစွတ်တင်နေအဲ့နောက်ကအဲကိုတွေအတိကတော့ဟိုတချင်းကိုသူတို့မချိန်တတ်တာတချင်းကိုလည်းမချိန်တတ်ဘူးကျွန်တော်ဆရာတော်တရားခေါ်မယ်ဆရာတော်တွေရွတ်မယ်ဆိုရင်လည်းဆရာတော်ရဲ့အတန်သူတို့ရွတ်တဲ့ဖျားစာတရားစာကိုဘလို့ soft ဖြစ်အောင်ချိန်ရမလဲသူတို့မသိသူတို့စိတ်ထဲမှာရှိတာကဟိုလူတိုင်းပြောတာပေါ့နော်သူတို့စိတ်ထဲမှာရှိတာကငါတို့ရဲ့လော်ကြီးကဘလောက်ကောင်းကြောင်းငါတို့ရဲ့စောင်းပေါက်ကြီးကဘလောက်တွေယာချီပြီးတော့ဟိုဝယ်ထားတာမို့လို့ဘလောက်ကောင်းကြောင်းသူကြွားကျင်တော့အဲ့ဒီကောင်တွေကစွတ်တင်တော့ပြဿနာအဲ့ရနေစဒီမှာတင်ပြီးတော့ဆိုမပြီးသေးဘူးနော်ဘယ်မှာဆိုးလဲဆိုရင်ကျွန်တော်တို့ဖျားလှဲ့လို့ပါတော့လေသိရမလားနော်ဟိုပြောလဲပြောခြင်းတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုဒီဗုဒ္ဓဘာသာဆိုတော့ကိုဗုဒ္ဓဘာသာကိုထိန်းရမှာကျွန်တော်ဒီမှာလဲတာဝန်ရှိတယ်လीနော်မှားတာလေးရတော့ပြောတဲ့တယ်လို့ထင်တာဟုတ်မှာဟိုဖျားလှဲ့ပြီအဲ့ဖျားရဲ့အပေါ်မှာလဲသိတဲ့အတိုင်းမီးတွေလေဘာတွေမှမသိနော်ဘာတွေမှမသိမီးတွေရှုပ်ရှက်ခတ်နေတာပြီးဟိုကြိုးတုတ်တဲ့သူကဆိုထားပါတော့ဒါလည်းတရားရိပ်ပါတယ်နာဘူးသားဆိုတော့เนาะအဲ့ဒီဘာနဲ့ပြီးတာဆိုတော့မပြီးသေးဘူးငကိုတော့ခက်ကကျွန်တော်တို့ရွာမှာဒီကထိန်ခင်းရင်လေကျွန်တော်တို့ဒီတရွာမှာရက်ကွက်3-4ရက်ကွက်ရှိတယ်ဆိုရင်တို့ကဒီတရက်ကွက်မှာပရိသာပင်တစ်ခုထွက်ကြတယ်ဗျာကျွန်တော်တို့ဟိုးငယ်တုန်းကလုံဝကျော်ကျွန်တော်အိုးကြီးဝိုင်းတို့ဒိုးဘက်ဝိုင်းတို့အကအလှရိမ့်နေတယ်အဲ့မှတင်ပြီးတော့အဲ့တော့လော့စပီကမပေါကျွန်တော်ဘုန်းကြီးเจ้าကိုသွားတယ်ကျွန်တော်ကအိုးစီတီးတယ်အိုးစီဝိုင်းလေးနဲ့သူကသူဘုံတီးကြပြီးအဲဒီကထိန်မှာတရားနှပ်ပင်ပြီးရောအခုခေတ်ကြတော့အဲ့လိုမဟုတ်တော့သူအိုးစီဝိုင်းသူရိုးရိုးမဟုတ်တော့သူကလော်တွေပါလာတယ်စောင်းပေါက်တွေပါလာတယ်ပါလာပြီးတော့အဲ့မှာရှိသမျှအဲ့မှာ10ဘွက်15ဘွက်အဖွဲ20ကြီးကသူ့လော်ငါလော်တွေပြိုင်ရောပြိုင်လဲပြိုင်ပြီးအဲ့ဖုံးကြီးเจ้าထဲမှာစွတ်လုတ်တော့ဟိုသူဟင်းချက်တဲ့အဖွဲကလည်းသူပြောတာကိုမကြားနော်ဖုံးကြီးတွေကလည်းဟိုသူပြောတာကိုမကြားကိုမိတ်နာသူမကြားနဲ့အဲ့မှာခြာလိုက်ပတ်တွေလဲအဓိကကတော့ကိုလှုပ်တဲ့အလုံးနဲ့ကိုအခုလှုပ်နေတဲ့ဟာနဲ့ကြိုက်လားမကြိုက်လားမစင်စားတတ်ဘူးနော်
လျော်ကန်ဤမလျော်ကန်ဤလဲသူတို့မသိဘူးအဓိကအဲ့ဘောက်ဖွင့်တဲ့သူတွေကိုမှာကျင်တာတော့နည်းနည်းလေးမပြောတော့ပါဘူးကွာကိုပဲမင်းတို့ကခေါင်းထဲမှာပဲစဉ်းစားတော့ပြောရဒါကြီးပြောရဒေါ်ရိပါဗီဒီယိုပေးရေးလား မဟုတ်ဘူးတိုးတက်တာလေးဖွင့်ကြတဲ့သဘောပဲရှိတယ်ပေါ့နော်ဒါတွေကအတူတူတဲ့ကိစ္စနိုင်ငံသားတွေမှာဒီယူရီးယားတို့သီးလင်္ကာတို့ကြတော့လေအရန်အဲ့ဒါလေးတွေအတူတူကြကောင်းတယ်အဲ့မြန်မာနိုင်ငံမှာတော့ကထိန်တော့ပြီဆိုရင်လည်းအရန်ဆူတယ်ပေါ့နော်ချစ်သူများဘောက်တွေ10လုံး15လုံးအလုံး20ဖွင့်ကြတာမနှောရောဂါရှိတဲ့ပုဂ္ဂိုလ်ဆိုတေမလားတော့မသိဘူးနော်ဥစ္စာတော့ကြုံမှုတယ်ကားတော့ဖြတ်သွားတယ်ကားတော့တုံသွားတာတွေ့တယ်တော်တော်အတန်တော်ပြင်းတာပဲ စောင်းပေါက်တို့လော်တို့မှာသူတို့က frequency တွေလာတယ်ဗျာဒီလားအဲ့ဒီ frequency တွေကဟိုခမားခံနိုင်တဲ့နှုံးရယ်ကျွန်တော်ခံနိုင်တဲ့နှုံးရယ်မတူဘူးเนาะအခက်မသိလို့ရှိရင်အဲ့ဒီဟာတွေကလူတစ်ယောက်ကိုပြဿနာပေးနိုင်တယ်အဲ့ဒီကောင်တွေကလည်းမသိဘူးတော့တီးတဲ့ကောင်တွေကလည်းလိုက်လားဆိုတော့သူကမလိုက်ပဲနဲ့အဲ့မှာတပည့်တပန်းနေနဲ့သူကထည့်ပေးလိုက်ရောအဲ့မှာတပည့်တပန်းတွေကအဲ့မှာပေါက်ခရိုင်တွေရှောက်ဖွင့်ဖုံးကြီးเจ้าနဲ့မှာဟိုဗာလေအခြေသချင်းဖွင့်တဲ့ကောင်နဲ့အဲ့မှာအီဒီယန်ဖွင့်တဲ့ကောင်နဲ့အဲ့မှာထိုင်းဗာလေအခုခစ်စားနေတယ်ဗာလေထွန်းကြိုင်တာဟုတ်လားထွန်းကြိုင်တချင်းဖွင့်တဲ့ကောင်နဲ့မင်းတို့ကတော့ဟုတ်တော့ဟုတ်ပြီးတော့မင်းကဘာသာလဲဆိုကျွန်တော်ကဗုဒ္ဓဘာသာဘာသာတယောက်ဘာဖြစ်တယ်လို့ညာဖြစ်တယ်မင်းတို့ကောင်တကယ်ကောင်နေ ဆိုတော့ပတ်ဝန်းကျင်တွေအနေနဲ့ဆိုရင်အထင်သေးနိုင်တယ်ပေါ့နော်ကိုသာသနာပုံမှာဟိုမြတ်စွာဘုရားကဒီလိုပဲရေးလာဝါလာမျိုးကိုအားပေးသလားဆိုတဲ့အမြင်မျိုးတွေကိုမြင်သွားနိုင်တယ်။ဒါကြောင့်မလို့ပဋ္ဌာန်းပွဲတွေလောက်တာကောင်းတယ်ဒါပေမဲ့ပတ်ဝန်းကျင်နောက်ချက်ပြမဟုတ်ဘဲနဲ့တိုးတက်တာပေါ့နော်။တာယာညောင်းပွဲအတန်တွေထားနေနဲ့အတန်လေးမတိုးမကျဲသဘောလေးတွေနဲ့ဖွင့်ရင်တော့တော်တော်လေးကောင်းပါပဲ။ကြားရတဲ့ပုဂ္ဂိုလ်ဘာသာကြားတွေလည်းနဝင်ရှိုးမယ်ပေါ့နော်။အရင်စုစုညံဖြစ်မယ်ဆိုရင်မကောင်းတတ်ဘူးပေါ့နော်။မြတ်စွာဘုရားကလည်းစိတ်ညင်တာမကြိုက်ဘူး။ဘာသာကြားတွေတောင်မှမြတ်စွာဘုရားလာရင်တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြတဲ့ဒလေးရှိတာကိုကျွန်တော်နှလုံးသွင်းကြပြီးတော့ဗုဒ္ဓဘာသာတွေအားလုံးဘာပဲလို့တိတ်တိတ်ဆိတ်ဆိတ်လုပ်ကြတာကောင်းတယ်ပေါ့နော်။ ဗုဒ္ဓဘာသာကိုဖျက်ဆီးတာဘယ်သူမှမဟုတ်အဲ့ဒီဗုဒ္ဓဘာသာဝင်ဆိုပြီးတော့အမိခံထားတယ်သိတယ်မလားအမိခံထားတဲ့ကိုအတ္တကိုလိုချင်တဲ့အဲ့ရမတ်တီကိုပဲကြည်ပြီးတော့ဟိုဘယ်လိုပြောရမလဲပွဲတစ်ခုစီစဉ်နေဆိုရင်ဗျာသိတယ်မလားသူတို့လှုပ်ချင်တာရှောက်လှုပ်ပြီးဒါနဲ့လျော်ကန်ဤမလျော်ကန်ဤမသိဘူးအဲ့မှာဆွတ်ဆက်ပျော်ပွဲရှင်ပွဲတွေထက်အဲ့မှာဆွတ်ဆက်ဆောင်းပေါက်တွေထက်နော်ဆွတ်ဆက်အဲ့မှာလော်ကြီးတွေထက်လှုပ်ပြီးတော့အဲ့ဒါပြောရလည်းမကောင်းပါဘူးเนาะအဲ့ဒီလူကြီးတွေเนาะလူကြီးတွေဆိုတာအသက်တာကြီးတာပါအုံနောက်ကသိတဲ့အတိုင်းเนาะတော်ပါပြီမပြောတော့ဘူးဒါပဲထပ်ပြောရင်ပြောရင်သိတဲ့အတိုင်းသူဒေါသပါအောင်တော်ပြီဒီမှာတည်းပဲကောင်းတော်ပြီ မဆဲပါနဲ့နော်ကြောပါရဲ့ကိုကြီးရဲ့ ပြောပါတယ် ကြောပါ